နေရဲ့ရှိုးဝက်ချက်မင်းကောင်ဟာကြောက်စိတ်ကိုအန်တူပြီးသူ့ဖုန်းလက်နှိပ်တဲ့မီးကိုဖွင့်လိုက်တယ်လက်တုံတုံနဲ့အိယာအောက်ကိုထိုးကြည့်လိုက်တဲ့အခါသူထင်ထားသလိုတရေတစေမဟုတ်ပဲဖုံတွေတက်နေတဲ့တစ်သားတစ်တာဟောင်းလေးတစ်လုံးကိုတွေ့လိုက်ရတယ်တောက်အတန်ကအဲ့ဒီတစ်တာတွေကလာနေတာသူတစ်တာကိုအပြင်ဆွဲထုတ်ပြီးဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာသတင်းစာဖြတ်ပိုင်းဟောင်းတွေနဲ့ဒိုင်ယာရီစာအုပ်တအုပ်ရှိနေတယ်သတင်းစာခေါင်းကြီးပိုင်းက1994ခုနှစ်ကဖြစ်ရတစ်ခုရန်ကုန်တက္ကသိုလ်နယ်မြေအတွင်းအချိန်တိုင်းကိရိယာထုတ်လုပ်သူတို့ထူးဆန်းစွာပျောက်ဆုံးမှုအဲ့ဒီသတင်းထဲမှာပါတဲ့ပျောက်ဆုံးသူရဲ့ဓာတ်ပုံကိုကြည့်လိုက်တော့မင်းကောင်မျက်လုံးပြူးသွားတယ်အဲ့ဒီလူရဲ့လက်ကဝတ်ကအခုသူဝတ်ထားတဲ့မှန်မပါတဲ့နာရီနဲ့တပုံစံတွေပဲဒိုင်ယာရီကိုလှန်ကြည့်လိုက်တဲ့အခါနောက်ဆုံးစာမျက်နှာမှာသွေးလိုအနီရောင်မင်းနဲ့ရေးထားတဲ့စာသားတစ်ကြောင်းကိုတွေ့ရတယ်ဒီနာရီကအချိန်ကိုပြန်သွားတာမဟုတ်ဘူးနာရီပိုင်ရှင်ရဲ့တက်တန်းကိုဝါမျိုးနေတာနာရီလက်တံက10နာရီမူလနေရာကိုပြန်ရောက်တဲ့အချိန်မှာဝတ်ထားတဲ့သူရဲ့ဝိညာဉ်ဟာနာရီထဲမှာအကျဉ်းကျသွားလိမ့်မယ်အခုမင်းကောင်လက်ထဲကနာရီကပြောင်းပြန်လဲနေတာဆိုလိုဝါကလက်တံတွေဟာ10နာရီကိုပြန်ရောက်ဖို့တဖြည်းဖြည်းနီးကပ်လာနေပြီအချိန်6နာရီဆိုတာသူအသက်ရှင်ဖို့ကြံတဲ့အချိန်ပဲအဲ့ဒီအချိန်မှာပဲမင်းကောင်ရဲ့ဖုန်းထဲကိုဖုန်းကောတစ်ခုဝင်လာတယ်ခေါ်ဆိုရဲ့သူကအမီမသိတယ်သူတုံရင်နဲ့လက်ခံလိုက်တဲ့အခါဖုန်းမျက်နှာပြင်ပေါ်မှာမြင်လိုက်ရတာကအမောင်ထဲမှာထိုင်နေတဲ့လူတစ်ယောက်အဲ့ဒီလူရဲ့နောက်ခံကသူ့ရဲ့အခန်းလေးရာနှစ်နဲ့တပုံစံတည်းပဲမင်းဘသူလဲမင်းကောင်အတန်နုံနဲ့မေးလိုက်တယ်ဖုန်းထဲကလူကဖြည်းဖြည်းချင်းခေါင်းမော့လာတယ်အဲ့ဒီလူရဲ့မျက်နှာကမင်းကောင်နဲ့တပုံစံနဲ့ဒါပေမဲ့အဲ့ဒီမင်းကောင်ရဲ့မျက်လုံးတွေကသွေးရောင်လွှမ်းနေပြီးပစက်ကနေပုတ်စော်နံနဲ့အပြုံးတစ်ခုနဲ့ပြောလိုက်တယ်နာရီကိုမဖြုတ်နဲ့ဦးနော်မင်းရဲ့ခန္ဓာကိုယ်ကငါအတွက်အယမ်းဆင်ပြေနေလို့အဲ့ဒီခါမှာပဲမင်းကောင်ရဲ့လက်ကဝတ်ကနာရီလက်တဟာကြောက်ခနဲ့အတန်နဲ့အတူပို့ပြီးမြ мян လဲလာတော့တယ်အခန်းထဲကအပူချိန်ဟာလည်းရုတ်တရက်ရေခဲမတ်အောင်ရောက်သွားသလိုအေးစိတ်လာပြီးနေရန်တွေပေါ်မှာအကြောင်းတွေထင်လာတယ်ဖုန်းထဲကမင်းကောင်ဟာအနာဂတ်ကလားဒါမှမဟုတ်နာရီထဲမှာပိတ်မိနေတဲ့အတိတ်ကဝိညာဉ်လားအခန်းလေးရနှစ်ဟာရိုးခန်းမဟုတ်ပဲဝင်ပေါက်တစ်ခုလိုဖြစ်နေတယ်နာရီကသွေးကြောနဲ့ချိတ်ဆက်ထားတာမို့လို့စိတ်လှုပ်ရှားလေနှလုံးခုန်မြန်လေနာရီလက်တံကမြ мян လဲဖြစ်နေရဲ့မင်းကောင်အခုဘာလို့တင်တယ်လဲဒိုင်ယာရီထဲမှာပါတဲ့နာရီကိုရက်တက်နေကိုဆက်ရှာမလားဒီအဆောင်မှာအရင်ကနေသွားဖို့တဲ့သူတွေကိုဖုံးဆက်ဆောင်စမ်းမလားဒါမှမဟုတ်အဆောင်မူးကိုသွားမေးမလားချိန်စာတဲ့တခုလေပတ်ချိန်မြတ်တောင်တန်းတိုင်းချလဲမလွတ်မြောက်နိုင်ရင်ခုန်တဲ့တော့စက္ကန့်တန်ဖြစ်လာဝိညာဉ်ကိုဝါမျိုးတဲ့နာရီရဲ့တကိုးဘယ်စီပြေးအချိန်ရဲ့ထောင်ချောက်ထဲဒီဒုက္ခတန်တရားဘယ်တော့ဆုံးမလဲ